ဒီဗီဒီယိုမှာတော့ကျွန်တော်က topic ကနေမစတစ်ကတ်တဲ့ကိုပတ်စံကျွန်တော်တို့ဘယ်လိုပြန်လွှတ်ထဲရမလဲဒီကြီးလေးကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ရဲ့ bucket ထဲကိုဝယ်လိုက်ပြီဆိုတာနဲ့ဒီလိုစာမျက်နှာမြင်ရပါမယ်ဒီစာမျက်နှာမြင်ရတာနဲ့ကျွန်တော်တို့ရဲ့ဒီမှာအပေါက်လက်ခဏလေးပြထားတယ်တော့အောက်ဆိုတဲ့ဟာလေးကျွန်တော်တို့နေပေးလိုက်ပေါ့နော်ပြီးတော့လည်းဒီမှာကျွန်တော်တို့ David Cat ကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်ပြီးတော့လည်းဒီနေရာမှာကျွန်တော်တို့ပတ်စံဘယ်လောက်လွှတ်ထဲမလဲဆိုတာကိုကျွန်တော်တို့အမောက်ရွေးထည့်လိုက်ပေါ့နော် New David Cat ဆိုတဲ့ဟာလေးကျွန်တော်တို့နှိပ်ပေးလိုက်ပြီးတော့ကျွန်တော်တို့ yes ပေါ့နော်ပြီးတော့ကျွန်တော်တို့ email ပေါ့နော်ကျွန်တော်တို့ရဲ့ Gmail ကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Gmail က Estapic ကတည်းကဖွင့်ထားတဲ့ Gmail ထည့်ရမှာဖြစ်ပါတယ်ဒီစာမျက်နှာမြင်ရပြီဆိုရင်တော့ Estapic ဖွင့်ထားတဲ့ကျွန်တော်တို့ရဲ့နောက်မယ်ပြီးတော့ကျွန်တော်တို့ရဲ့ကတ်နံပါတ်ပြီးတော့ကတ်ရဲ့နောက်မှာပါတဲ့သုံးလို့ပေါ့နော်အဲ့ဒီခဏသုံးလို့ထည့်ပေးရမယ်ပြီးတော့ဒီအောက်မှာကျွန်တော်တို့ကတ်ရဲ့တက်တက်ကုန်မဲ့ဒေကိုထည့်ပေးရမှာဖြစ်ပါတယ်နောက်တစ်ချက်တော့ဒီမှာတော့မလေးရှားဆိုတဲ့ဟာတော့သူကရွေးပေးထားပြီးဖြစ်တဲ့ကြောင့်မလို့ဒီအောက်ကဘန်ဆိုတဲ့အဲ့ဒီနေရာလေးမှာတော့ကျွန်တော်တို့ကအားသားဆိုတဲ့ဟာလေးရွေးပေးရမှာဖြစ်ပါတယ်ပြီးတော့ဒီအောက်ကသူရေးခိုင်းတဲ့နေရာမှာကျွန်တော်တို့က extra page ဆိုတဲ့ဘန်လေးရေးပေးလိုက်စစ်ပြီးတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ OTP ကုတ်ပို့ပေးမှာဖြစ်ပါတယ်အဲ့ဒီ OTP ကုတ်ထည့်ပေးလိုက်ပြီဆိုတာနဲ့ကဲပြီးကျွန်တော်တို့ရဲ့ OTP ကုတ်ကမရောက်လာတာမျိုးလို့တစ်ခုကြာနေတာမျိုးဆိုတော့ဒီမှာကျွန်တော်တို့နောက်တစ်ချိန်ဒီမှာနောက်တစ်ခါထပ်ပို့ခိုင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့အများဆုံးအဖြစ်တော့ပထမတစ်ချိန်မှာလည်းရပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ပတ်စံ Estapic ကထဲကနေ Marketing ဘန်ထဲကိုပတ်စံလွှဲပေးတာအောင်မြင်နေဆိုတဲ့ဒီကျွန်တော်တို့ရဲ့ receipt လေးပြောင်းဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအမှတ်ချက်ရတာမျိုးဆိုရင်တော့ကျွန်တော်တို့ထဲကိုပတ်စံရောက်ပြီပေါ့နော်